မင်္ဂလာပါညီမတို့ပညာရေးထောက်ပံ့နေတဲ့ပွဲကနီးလာတဲ့အတွက်ညီမစကားလေးနည်းနည်းပြောချင်တယ်ပေါ့နော်ညီမတို့အခုဓမ္မစတိယဒန်းကိုစာလိုက်နေတဲ့ဆရာတော်၄ပါးကိုညီမကဒါပညာရေးစေညီမတို့အဖွဲကထောက်ပံ့ထားတယ်ပေါ့နော်အဲ့တော့နောက်ထပ်ညီမတို့ဒီပထမ3လစာထောက်ပံ့ပြီးအခုညီမတို့17လပိုင်းအစမှာနောက်3လစာကိုပြန်ပြီးထောက်ပံ့လုပ်မယ်ဆိုတော့ညီမကအဖွဲ့ဝင်အသစ်တွေခေါ်တဲ့အခါကျတော့အခုတူလာပြီနောက်ထပ်ဖွဲ့ဝင်အစ်စ်တူအဲ့တော့ညီမကငွေကြေးကိုထောက်ပံ့တဲ့နေရာမှာမအီးစီမှာတော့ငွေတွေအများကြီးကုန်ပါလားဒီပညာရေးစရိတ်တော့ကဆိုမဟုတ်ပါဘူးအကုန်လုံးလှူနိုင်အောင်ညီမလုပ်ပေးထားပါတယ်ညီမကတော့9000ကနေစတစ်လကို9000နှုန်းနဲ့ဒီအလှူရှင်ကထောက်ပံ့မယ်ဆိုရင်အလှူငွေကောက်တဲ့နေရာမှာဒီညီမတို့ဒီပညာသင်စရိတ်ထဲကိုထည့်တဲ့နေရာမှာတစ်လကို9000ဆို3လစာ1000ခွဲအပြက်3လစာထောက်ပံ့အမှာမဲ့1000ဝေးတစ်လကို1000နှုန်းနဲ့ထောက်ပံ့မယ်ဆိုရင်3လစာ3000အဲ့လိုယူပါတယ်တစ်လကို2000နဲ့ထောက်ပံ့မယ်ဆိုရင်3လစာ6000เนาะအဲ့မှာ9000အထက်ကနေမှကိုထောက်ပံ့ခြင်းတလောက်ထောက်ပံ့ပါနောက်ပြီးတော့ညီမတို့အခုငွေလုတ်တဲ့စီရင်စရာအခုညီမတို့ထောက်ပံ့လိုက်တဲ့အခုအဝင်ဘလောက်ငွေထောက်သွားတယ်ဘလောက်ကုန်တယ်လက်ထဲမှာညီမတို့ဒီဘုံငွေပေါ့ဘုံငွေမဟုတ်ဘူးအပိုငွေဘယ်လောက်ထားတယ်အကုန်စင်းစရာအတိအကျတွေကအခုအဖွဲ့ဝင်တိုင်းသိရပါတယ်အဲ့ဒါတွေကစင်းနေနဲ့လာတာပါအဲ့တော့အဖွဲ့ဝင်ဘယ်နှယောက်ရှိတယ်ငွေဘယ်လောက်ရတယ်ဘယ်လောက်ထောက်လိုက်တယ်ဘယ်လောက်ကုန်သွားတယ်အဲ့ဒါတွေကအကုန်အတိအကျသိရပါတယ်ရှင်အဲ့တော့ညီမတို့အဖွဲ့ဝင်တွေလည်းအကုန်သိတယ်အဲ့စင်းစရာတွေကပေါ့နော်ဘာကြောင့်ညီမတို့အပိုငွေကိုဘာကြောင့်ထားတာလဲဆိုတော့အခုဆရာတော်တွေထူးထူးချွန်ချွန်ဖြစ်သွားမယ်ဖြစ်သွားလို့အဲ့တဲ့အခါကျကွန်ပျူတာလိုလာမယ်အဲ့တော့ကွန်ပျူတာတွေဘာတွေဝယ်ပေးရမယ်အလှည့်ကြရင်အဲ့တော့မှအဖွဲ့ဝင်တွေဟိုလူကထည့်ပါဦးဒီလူကဒီဟာထည့်ပါဦးရောက်ရက်ခတ်မှာစိုးလို့ညီမတို့ဒီရဲ့ကုန်ကြစရိတ်ကိုဒီအပုံငွေဖြစ်စုသွားတာပေါ့နော်တကယ်လို့မြန်လိုအပ်လာလို့ရှိရင်ဒီညီမတို့အဖွဲ့ရဲ့အပုံငွေတွေကဒါထောက်ပေးလိုက်ရုံပဲဒါဆရာတော်ကွန်ပျူတာလိုလဲဆိုရော့ကွန်ပျူတာဝယ်ပေးလိုက်ရုံပဲအဲ့လိုသဘောမျိုးတွေနဲ့ညီမတို့ကအပုံငွေကိုထားတာပါအဲ့တော့ညီမအဖွဲ့ဝင်အသစ်တွေကိုလည်းဖိတ်ခေါ်ပါတယ်အခုအဖွဲ့ဝင်အသစ်ကတော့ကိုဆိုင်အောင်ခန်းမက်မေစင်ဦးဇနီးမောင်နှမတဲ့နှစ်ဖက်မိဘများကိုအမှုထားရည်တဲ့3လစာ3သိန်းချက်ကိုထောက်ပံ့သွားတယ်ပေါ့နော်အဲ့ဒါကိုညီမပြောပြပေးတာပါအဖွဲ့ဝင်အစ်စ်ကိုလည်းညီမတို့ဖိတ်ခေါ်ပါတယ်အဲ့တော့9000မှရပါတယ်9000ထောက်ပံ့မယ်တစ်လကို9000ထောက်ပံ့မယ်ဆိုရင်3လစာ1000ခွဲအဲ့လိုထောက်ပံ့မှာဆရာအခုတော့4ပါပေါ့နော်အဲ့တော့အလှရှင်များရင်ညီမတို့အပားကြီးတက်မှာပေါ့နော်အဲ့ဒါကိုညီမလာပြောပြတာပါရှင်